တနည်းကလေဝင်စေတဲ့စောင်းတွေအိမ်မရစေတဲ့စောင်းတွေအချစ်ခင်ရတဲ့စောင်းတွေကိုတနည်းအကောက်ထဲမှာတင်ပေးထားပြီးဖြစ်တဲ့အတွက်တနည်းအကောက်ထဲကိုဝင်ပြီးတော့ကြီးလိုက်တာနဲ့အဲ့ဒီဗီဒီယိုတွေကိုအလွယ်တကူဆေးလို့လည်းရတယ်ဒေါင်းလို့လည်းရတယ်ဆေးလို့ဒေါင်းလို့ရအောင်လဲဖွင့်ပေးထားပြီးသားဖြစ်တယ်အဲ့ဒါတနည်းစီကိုဖုန်းနေဆက်ပြီးတော့ဆရာမကြီးအချင်းတွေကိုဘလို့ယူရမှာလဲစောင်းတွေကိုဘလို့ယူရမှာလဲအဲ့လိုမျိုးတွေမေးတယ်ကွာတနေ့ဆိုရင်အကောက်ထဲဝင်ကြည့်လိုက်နော်အကောက်ထဲကိုတင်ပေးထားပြီးဖြစ်ပါတယ်ခဏပြောရတယ်ကွာတချို့ကလည်းဆမ်မရေတင်ပေးပါနဲ့တကယ်တမ်းကျတင်ပေးထားပြီးဖြစ်ပါတယ်တင်ပေးထားပြီးလို့လည်းအမှန်တကယ်ယုံကြည်လို့လိုက်ပြီးနားထောင်တဲ့သူကလည်းအိမ်ပိုင်ရသွားတယ်လူနဲ့ပတ်ဆက်ဝင်တဲ့သူနဲ့ဒီမှာတူးဒီဆိုရင်ဟိုတနေ့ညီမလေးတွေပေါက်သွားနော်4300ဘူးတဲ့ဒီမှာရေးထားတယ်နော်ပြီးလို့ရှိရင်တူးဒီပေါက်သွားတဲ့ကောင်လေးတွေကောက်မလေးဆိုတော့လဲ Messenger ဘောက်ကနေလာပြောတာအများကြီးပဲဒီညီမလေးရေးထားတာဆိုအမှန်ကန်ပဲမနေ့မိုးလင်းတာနဲ့ဖုန်းဖွင့်လိုက်တော့တဲ့တီချက်တင်နဲ့စောင်းနေတက်လာတာတဲ့စောင်းနေကလှပပြီးကြက်သေးရှိလို့တဲ့တီချက်အကောင့်ဆရာမရဲ့အကောင့်ထဲကနေပြန်ပြီးတော့ထွက်လို့မရတော့ဘူးတဲ့အဲ့စောင်းတွေကိုသဘောကျလို့စေ့ယူထားလိုက်ပါတယ်တဲ့နားလဲနားထောင်ပါတယ်ကျေးဇူးတင်ပါတယ်တဲ့လွန်ခဲ့သောနှစ်တွေရတဲ့သူကအိမ်ပိုင်ရအောင်လို့ညှို့ခဲ့ဘူးတဲ့အဲ့ဒါအိမ်ပိုင်လည်းတကယ်ရခဲ့ဘူးတယ်လို့ comment တွေ3-4ခုပဲရေးပေးထားတာနော်ဒီညီမလေးပြောတာအမှန်ကန်လိုချင်တဲ့သူကလေတနေ့အကောက်ထဲကိုဝင်ကြည့်လိုက်တာဝင်ကြည့်လိုက်ပြီဆိုတာနဲ့အမခေါင်းစင်နဲ့တက်ပြီးတင်ထားဖြစ်တဲ့တော့သူကလိုချင်တာအကုန်လုံးဒေါင်းသွားတယ်ဘလို့ဒေါင်းမှလည်းအကောက်လေးအောင်မှာအဆက်လေး30ရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်ဒေါင်းတော့ဗီဒီယိုဆိုတာလေးတွေ့လိမ့်မယ်အဲ့ဒါလေးအများလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဗီဒီယိုကအော်တိုဒေါင်းပြီးသားဖြစ်ပါတယ်မိမိတို့ဖုန်းထဲကိုအော်တိုရောက်လာမှာဖြစ်ပါတယ်အဲ့လိုဒေါင်းလို့ရအောင်လဲဖွင့်ပေးထားပါပြီတကယ်လို့မာကျင်တာကစောင်းနေဘလို့ပဲနားထောင်အိမ်ပိုင်မရဘူးငွေတွေမရဘူးအချစ်မခံရဘူးဆိုရင်မိမိတို့မှာရှိနေတဲ့ဒီချာကရာ9ခုပိတ်နေလို့သာဖြစ်ပါတယ်ဒီချာကရာတွေပိတ်နေဘလို့ပဲနားထောင်မရပါဘူးလူတယောက်ကနေထိုင်မကောင်းဖြစ်ရင်ဆရာဝန်နဲ့ဆေးကူမှပျောက်တယ်လို့မျိုးပဲဒီချာကရာ9ခုပိတ်နေလဲကိုတိုင်းကုစားမှာဖြစ်ပါတယ်ဟီးလေးလောက်မှာဖြစ်ပါတယ်အဲ့လိုကုစားနေဟီးလေးလုံလေးတွေကိုလည်းတနင်းကတင်တန်းဖွင့်ပေးထားပါတယ်အဲ့ဒီတင်တန်းကလည်းတင်တန်းကြီးကလည်းမများပါဘူးမိုးပဲရှိပါတယ်အိမ်ရအောင်လို့ဘယ်လိုပဲစောင်းနေနားထောင်မရပါဘူးလူတယောက်မှာကယောက်ျားမိန်းမကလေးလူကြီးကဒီချာကရာတွေနဲ့ပဲအသက်ရှင်ရတာဖြစ်ပါတယ်ဒီချာကရာတွေပိတ်နေရင်အချစ်ခရဖို့ငွေဝင်ဖို့အိမ်ရဖို့စောင်းနေဘယ်လိုပဲလှုပ်မရပါဘူးလို့ပြောချင်ပါတယ်ဒီထက်အသေးစိတ်သိချင်တော့ချာကရာဟီလင်းတင်တဲ့နဲ့မသိစေဆွမ်းအားတင်တဲ့ကိုတက်ပါဒါဆိုရင်တော့လိုချင်တဲ့ဘဝကိုလွယ်လွယ်ကူကူရမှာဖြစ်ပါတယ်ရှင်